အားလုံးပဲမင်္ဂလာပါအခုဆက်ပြောပြမယ်အကြောင်းကတော့ကျွန်တော်တို့ lithium battery အခန်းနှစ်ပေါ့နော်ဒီနေ့ကတော့ LiPo 4လို့ခေါ်တဲ့ lithium ion phosphate battery အကြောင်းဆက်ပြီးတော့ပြောပြမှာဖြစ်ပါတယ် LiPo 4ဆိုတာ lithium ion phosphate လို့ခေါ်ပါတယ် solar system inverter EV UPS တွေမှာအသုံးများပါ voltage ကွာခြားချက်အနေနဲ့ရှေ့မှာကျွန်တော်ပြောခဲ့တဲ့ lithium ion nominal voltage ပြန်မြသူ့မှာရှိတဲ့ပိုးက 3.7 volt ဖြစ်ပါတယ် full voltage လို့ခေါ်တဲ့အားအပြည့်ပေါ့နော်ဇဲအားအပြည့်ဆိုရင်ရှေ့အခန်းမှာပြောခဲ့တဲ့ lithium ion ကအားအပြည့်ဆိုရင် 4.2 volt ပါဒီ LiPo 4 battery ကတော့ nominal voltage ပြန်မြ voltage က 3.2 volt ဖြစ်ပြီးတော့ကျတော့ full voltage ပေါ့နော်အားအပြည့်ဆိုရင် 3.65 volt ရှိပါတယ်ဒါကြောင့်တွဲဖို့ဘက်ထရီပတ်စင်မယ်ဆိုရင် lithium ion နဲ့ဆိုရင်3လုံး series ဆက်ရင်ရတယ်3လုံးပေါင်းလိုက်ရင်တွဲဖို့ရတယ် LiPo 4မှာဆိုရင်တော့ပြန်မြ voltage ပဲစဉ်းစားပြီးတော့ကျတော့ဆင်ရတာဖြစ်တဲ့အတွက်၄လုံးပေါင်းရတယ်ပေါ့နော်၄လုံးပေါင်းမှာ LiPo 4မှာတွဲဖို့ဘက်ရတယ်ပေါ့နော် 3.2 volt ၄လုံးဆိုတော့12.8ဖို့ရတယ်အဲ့တော့ကျတော့12ဖို့ဘက်ထရီပတ်သုံးကျင်တယ်ဆိုရင် LiPo 4ဘက်ထရီ၄လုံးကိုပေါင်းပြီးတော့သုံးရတယ်ဒီဘက်ထရီနှလုံးရဲ့ကွာခြားချက်ကနံပါတ်1ကတော့ရှေ့မှာပြောခဲ့တဲ့အတိုင်း voltage ကွာပါတယ် lithium ion ဘက်ထရီကပြန်မြ voltage က 3.7 volt အားပြည့်ဆိုရင် 4.2 volt ရှိတယ် LiPo 4ဘက်ထရီကပြန်မြ volt က 3.2 volt အားပြည့်ဆိုရင် 3.65 volt ရှိပါတယ်နံပါတ်2အချက်ကတော့ safety အနေရဲ့အနေများပေါ့နော် lithium ion ဘက်ထရီက overcharge အားသွင်းလွန်တာပဲဖြစ်ဖြစ် short ဖြစ်တာပဲဖြစ်ဖြစ်ကျွန်တော်ထူတာရိုက်တာတွေဖြစ်တာပဲဖြစ်ဖြစ်ဖောင်းလာတယ်မီးလောင်လွယ်တယ်ပေါ့နော် LiPo 4ကတော့ပို့ပြီးတော့သူ့ထက်တည်ငြိမ်တယ်မီးလောင်နိုင်ခြေနည်းတယ်လို့ဖော်ပြထားတာရှိနောက်တစ်ခုကကျတော့ battery life battery တစ်လုံးမှာ battery cycle ဆိုတာရှိတယ်ဆိုတဲ့အကြောင်းအရှိခန်းမှာကျွန်တော်ပြောပြပြီးသွားပြီလူတွေမှာအသက်နှစ်တွေပိုင်းခြားရှိတယ်လို့မျိုး battery တွေမှာလည်း cycle count ဆိုပြီးတော့ကျတော့သူတို့ရဲ့အားကုန်သွားတဲ့အခြေအနေကနေပြီးတော့အားပြည့်ပြန်သွင်းတဲ့အခြေအနေကို cycle count တစ်count ဆိုပြီးတော့ကျတော့အဲ့လိုမျိုးသူတို့ရဲ့သက်တမ်းရှိတယ်သူတို့ရဲ့ life span ပေါ့နော်သူတို့ရဲ့သက်တမ်းမှာဆိုရင် lithium ion battery ကcycle count 900နေပြီးတော့1000ကြားရှိတယ်အကောင်းဆုံး lithium ion battery ဆိုရင်2000လောက်ရှိတယ်ပေါ့နော်အဲ့တော့ LiPo 4 cycle count ကတော့2000ကနေစတယ်6000ကြားရှိတယ်ပြီးတော့ကျတော့အများဆုံးဆိုရင်အကောင်းဆုံး LiPo 4ဆိုရင်1000ထိအောင်လောက်ရှိတယ် LiPo 4တွေကတက်တန်းပို့ပြီးတော့ရှည်ပါတယ်နောက်တစ်ခုကတော့ weight and size ပေါ့နော် lithium ion battery ကပေါ့တယ် energy density မြင့်တယ်အဲ့ဒါကြောင့်မလို့ဖုန်းတွေထဲမှာ power bank တွေထဲမှာသုံးတယ်ပြီးတော့ပေါ့ power သုံးလို့ရတယ် portable device တွေပေါ်မှာဒီ lithium ion battery ကိုတွင်းကျဲအသုံးပြုကြတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့တက်တန်းကတော့LiPo 4တွေထပ်တူတယ်ပေါ့နော် LiPo 4ကတော့ပို့ပြီးတော့ကျတော့ site ကြီးတယ်လေးတယ် EV တို့ solar battery တို့ power system အကြီးတွေမှာတော့အကောင်တွေသုံးရတယ်ပေါ့နော်အဲ့ဒါတွေကွာခြားချက်ရှိနောက်တစ်ခုကတော့ lithium battery တွေကိုအသုံးပြုပြီးဆိုရင်မဖြစ်မနေသုံးရမယ် BMS လို့ခေါ်တဲ့ battery management system battery စီမံခန့်ခွဲမှုစနစ်ဆိုတဲ့ circuit အကြောင်းကိုရှင်းပြမှာ battery တစ်လုံးမှာ LiPo 4ပဲဖြစ်စေ lithium ion ပဲဖြစ်စေlead acid battery ပေါ့နော်ကျွန်တော်ငယ်တော့သုံးခဲ့တဲ့ acid battery မှာဖြစ်စီအားသွင်းလွန်ရင်အားပြည့်နေပြီးသားကိုထပ်သွင်းမယ်ဆိုရင် overcharge ဖြစ်ရင်ပျက်စီးတတ်တယ် lithium ion မှာဆိုရင်ဖောင်းလာတာဖြစ်ပြီးတော့နောက်ပိုင်းပေါက်ထွက်သွားပြီးမီးလောင်တာမျိုးဖြစ်တယ်ဒီ BNS circuit ကိုတတ်ထားတယ်ဆိုရင် overcharge လို့ခေါ်တဲ့အားသွင်းလွန်မှုကိုကာကွယ်ပေးတယ်အားပြည့်သွားပြီဆိုရင်သူ့မှာရှိတဲ့သူကအလိုလျောက်အားသွင်းတာကိုရက်ပစ်လိုက်ပြီးတော့ကျတော့ဆက်ပြီးသွင်းမခံတော့ဘူးအဲ့ဒီအတွက်ကြောင့်မလို့ battery ကအားလွန်တာမျိုးဖြစ်ပြီးတော့ကျတော့မီးလောင်ပေါက်ကွဲတာမျိုးမရှိဘူးပေါ့နော်အဲကြောင့် BNS ကိုသုံးတင်တယ်အဲ့လိုပဲနောက်တစ်ခုက over discharge ကိုကာကွယ်ပေးတယ်ဘက်ထရီကအားသွင်းလွန်ရင်မဟုတ်ဘူးအားထုတ်သုံးတာလွန်ရင်လေသူ့တတ်မှတ်ထားတဲ့အားထုတ်သုံးတာထပ်ပို့ပြီးကြော်ပြီးသုံးရင်လည်းဘက်ထရီထိခိုက်တယ်လုံးဝပျက်စီးတာမျိုးဖြစ်နိုင် BNS မှာပါလို့ဆိုရင်ကျွန်တော်တို့အားရှိသလောက်ထုတ်သုံးပြလိုက်မယ်အဲ့ဒါဆိုရင်ဘက်ထရီပြတ်သွားနိုင်တယ်အဲ့လိုမျိုးထုတ်မသုံးနိုင်အောင်လေဒီ BNS တွေကကာကွယ်ပေးတယ်ဘယ်လောက်မှရက်မယ်ဆိုတဲ့ဟာကို BNS တွေထဲမှာသူ့လိုပါပြီးသားဖြစ်တယ်အဲ့ဒီအခြေအနေရောက်ပြီဆိုရင်ကျွန်တော်တို့ဆက်သုံးလို့မရအောင်ဖြတ်တောက်ပေးလိုက်တယ်နောက် short circuit လို့ခေါ်တဲ့အပေါင်းနဲ့အနှုံနဲ့ထိပြီးလို့ short ဖြစ်တဲ့ဟာမျိုးပေါ့နော်အဲ့ဒါမှဆိုရင် BNF ကဘက်ထရီမပျက်စီးအောင်မီးမလောင်လို့ပိတ်ပေးတယ် BNS က10 ampere လောက်ပဲဆင်ထားတယ်ပြီးတော့ဘက်ထရီဘက်ကလည်း10 ampere လောက်ပဲထုတ်သုံးလို့ရမယ်ဘက်ထရီဘက်လောက်အခြေအနေဖြစ်တယ်ပေါ့နော်အဲ့ဒါလောက်ဆင်ထားပြီးတော့ကျတော့ကျွန်တော်တို့က100 ampere လောက်ထုတ်သုံးမယ်ဆိုရင်ထုတ်သုံးမခံဘူးသူကကတ်အောက်လုပ်ပြီးတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ BNS ကိုဝယ်တဲ့အခါမှာကိုယ့်ရဲ့ battery pack နဲ့ကိုက်ညီတဲ့ဟာမျိုးကိုဝယ်တင်တာမျိုးတော့ရှိရရွေးချယ်ဝယ် BNF အကြောင်းပြောတဲ့အချိန်ကျရင်ကျွန်တော်ထည့်ပြောပေးမယ်နောက်တစ်ခုကကျတော့ cell balancing လို့ခေါ်တဲ့အလုပ်ကိုလည်းလုပ်ပေးပါတယ် cell balancing ဆိုတာကတော့တွဲဖို့ battery တစ်လုံးဖြစ်လာဖို့ကျွန်တော်တို့ LiPo 4ဆိုရင် battery ၄လုံး lithium ion ဆိုရင် battery 3လုံးပေါင်းပြီးတော့ cell လို့ခေါ်တဲ့ battery လေးတွေ3လုံး4လုံးပေါင်းပြီးတော့ကျတော့ battery pack တွဲဖို့ကြီးဖြစ်အောင်တည်ဆောက်ရတယ်ပေါ့နော် cell balancing လို့ခေါ်တဲ့အားအညီမျှပေးသွင်းတဲ့စနစ်တာမပါဘူးဆိုရင်နံပါတ်1 battery ကအားမပြည့်သေးပဲနဲ့နောက်နှလုံးကအားပြည့်နေတာမျိုးဖြစ်မယ်အဲ့ဒါကိုဆက်သွင်းမယ်ဆိုရင်နောက်နှလုံးပြတ်နိုင်တယ်ဒါမှမဟုတ်ရင်ဆက်မသွင်းမဲ့ရက်တယ်ဆိုရင်အားမပြည့်ပဲဖြစ်နိုင်တာမျိုးရှိရပေါ့နော်အဲ့လိုမျိုးမဖြစ်အောင် BNS ထဲမှာ cell balancing လို့ခေါ်တဲ့ battery တစ်လုံးချင်းစီရဲ့ဘိုးအားကိုစောင့်ကြည့်ပြီးတော့ cell တွေကိုအားဖြည့်ဖို့လိုက်ညှိပေးတဲ့ဟာမျိုးကိုလည်းလှုပ်ဆောင်ပေးပါတယ်ဒီလှုပ်ဆောင်ချက်တွေကို BNS ကလုပ်တယ်ဒါကြောင့်ကျွန်တော်တို့ lithium ion battery ဒါမှမဟုတ်ရင် lithium ion phosphate battery ပေါ့နော် LiPo 4ပဲသုံး BNS system ကိုတက်ကိုတက်ရမယ်
ဒါမှကျွန်တော်တို့စိတ်ချရမယ်ပေါ့နော်တန်ဖိုးရှိတဲ့ battery တွေကိုအများကြီးပြတ်သွားမှာဆိုတဲ့အတွက် BNS ကောင်းကောင်းလေးသုံးဖို့လိုအပ်ဘယ်လိုရွေးချယ်ဝယ်ယူရမလဲပေါ့နော်ကိုသုံးမဲ့ battery က Lipo 4ဒါမှမဟုတ် lithium ion ဆိုတာခွဲခြားသိပြီးပြီဆိုရင် BNS ကိုလည်းသူ့အတွက်ကိုက်ညီတဲ့ BNS ကိုဝယ်ရမယ် Lipo 4အတွက်ဆိုရင် Lipo 4အတွက် BNS ဆိုပြီးတည်တတ်ရှိရယ် lithium ion ဆိုရင် lithium ion အတွက်ဆိုပြီးတည်တတ်ရှိရယ်ကိုက်ညီမှာသုံးလို့ရမှာတွဲဖို့ battery pack ဆင်မယ်ဆိုရင် Lipo 4ဆိုရင်ကျွန်တော်တို့က 4S လို့ခေါ်တယ်4 CD တွဲရတယ်ဆဲ၄လုံးတွဲရတယ် BNS ကိုဝယ်ရမယ် Lipo 4 BNS လို့ပြောပြီးဝယ်ရမယ် lithium ion ဆိုရင်တော့ဆဲ၃လုံးနဲ့ဖြစ်မယ် lithium ion BNS လို့ပြောပြီးဝယ်ဖို့လိုတယ်ဒီနေရာမှာကျွန်တော် series နဲ့ parallel အကြောင်းတည်တတ်ဗီဒီယိုလုပ်ပေးခြင်းပေးမယ်ဒီနေရာမှာ series လို့ပြောတယ်ဆဲတွေပေါင်းပြီးသုံးတယ်ဆိုတာဘယ်လိုမျိုးလဲဆိုတာပြပြမယ်ဘက်ထရီတစ်လုံးရဲ့အပေါင်းနဲ့နောက်တစ်လုံးရဲ့အနှုတ်ကိုချိတ်ဆက်ပြီးတစ်လုံးနဲ့ပုံစံတိဆောက်တာကို series လို့ခေါ်တယ်ဒီအောက်မှာပြထားတဲ့ပုံအတိုင်းပဲကျွန်တော်တို့ဒီပထမဘက်ထရီတစ်လုံးရဲ့အနှုတ်ရဲ့ဒုတိယဘက်ထရီတစ်လုံးရဲ့အပေါင်းရဲ့ကိုချိတ်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့တွဲဖို့ဖြစ်သွားပြီစစ်ဖို့နှလုံးချိန်တွဲဖို့ဖြစ်သွားပြီ 150A ကတော့ 150AH ပဲပိုပဲတိုးသွားမှာเนาะဒီနှလုံးကိုပေါင်းပြီးတစ်လုံးနဲ့အဖြစ်မြင်ရမယ်သုံးလုံးပေါင်းမယ်ဆိုရင်18ဖို့ဖြစ်သွားမယ် 150AH ပဲပေါ့เนาะအဲ့လိုမျိုးချိတ်ဆက်လို့ရတယ်သုံးလုံးပေါင်းမယ်ဆိုရင်နောက်တစ်လုံးရဲ့အပေါင်းကိုဒီကားထွက်တဲ့အနှုတ်နဲ့ချိန်မယ်ဟိုဘက်ကအနှုတ်တစားကိုယူမယ်ဒီဘက်ကအပေါင်းနဲ့ဒီမှာမီးထွန်းတာတွေ inverter သုံးတာတွေလုပ်မယ်ပေါ့နော်အဲ့လိုမျိုးသုံးရပါတယ်ဒါကို series လို့ခေါ်ပါ 4S ပေါ့နော်ဘာလို့ 4S ထည့်ရတာလဲဆိုတာရှေ့မှာပြောပြီးသွားပြီကျွန်တော်တို့က Lipo 4 battery မှာဆိုရင်ပြန်များ 3.2 ဖို့ပဲရှိတယ် 3.2 ဖို့ကိုတွဲဖို့လိုချင်၄လုံးချိန်မှာ12.8ဖို့ရတယ်ပေါ့နော်အားပြည့်ဆိုရင်တော့ तू ကဘယ်လောက်ရှိအောင်ဆို14.6ဖို့ရှိတယ် BNS တက်စင်တာကတော့ဒီမှာဘေးမှာပြထားတဲ့ပုံတိုင်းတက်စင်ရတယ် battery ရဲ့ဒီ minus ပေါ့နော် negative အနှုတ်ဘက်ကို BNS က B- ဆိုတဲ့အားကိုအရင်ဆုံးရှာပြီးတက်ရမယ် BNS တက်စင်တဲ့နေရာမှာတစ်ခုမှတ်ထားဖို့လိုတာ negative ဘက်ကနေစတက်ရတယ်ဒီ minus ကျိုးကနေစတက်ရတယ်ပြီးပြီဆိုရင် BNS အောက်မှာကျွန်တော်တို့ကျိုး၅ကျိုးပါသေးတယ်နောက်ထပ်ကျိုးသေးသေးလေးတွေအဲ့ဒါကျတော့ကျိုးသေးသေးလေး၅ကျိုးကို negative ကျိုးကိုဒီဘက်က minus နဲ့ပဲပေါင်းပြီးတက်လို့ရတယ် battery ရဲ့အနှုတ်မှာတက်ပြီးသွားပြီဆိုရင်နောက်ဆုံးကနေပြီးတော့ပဲစတက်မယ်နောက်ဆုံးအနက်ရောင်ပင်ရဲ့နောက်ကနေပြီးတော့တပင်နှစ်ပင်သုံးပင်လေးပင်ဆိုတာကိုအစင်လိုက်ဒီအောက်ကအတိုင်းချိတ်သွားရုံပဲဒီမှာကျွန်တော်ဘက်ထရီလေးလုံးတွဲပြပါမယ်ဒါဘက်ထရီလေးလုံးလို့မြင်ကြည့်လိုက်ပါဒါအပေါ်စီးကမြင်နေမြင်ကွင်းလို့တွေးကြည့်လိုက်ပါပထမဆုံးဘက်ထရီရဲ့ပေါင်းကိုပေါင်းတိုင်းပဲထားမယ်ကျွန်တော်တို့ကဒီမှာအပေါင်းသုံးပါမလို့ပေါ့နော်ဒီပထမဆုံးဘက်ထရီရဲ့အနှုတ်နဲ့ဒုတိယဘက်ထရီရဲ့အပေါင်းကိုဒီလိုမျိုးလေးချိတ်မယ်နောက်ပြီးဒုတိယဘက်ထရီရဲ့အနှုတ်နဲ့တတိယဘက်ထရီရဲ့အပေါင်းကိုဒီလိုမျိုးချိတ်မယ်တတိယဘက်ထရီရဲ့အနှုတ်နဲ့နောက်ဆုံးနံပါတ်4ဘက်ထရီရဲ့အပေါင်းလေးကိုဒီလိုမျိုးချိတ်မယ်ပြီးတော့ကြတော့ကျွန်တော်တို့ကဒီအနှုတ်ကိုလည်းလွှတ်ထားမယ်အပေါင်းနဲ့နှုတ်နဲ့ကတော့ပူလို့မရအောင်နော်လွှတ်ထားရမယ်ဒီအပေါင်းတကြိုးရဲ့ဒီအနှုတ်တကြိုးရဲ့ဂျားမှာတိုင်းကြည့်မယ်ဆိုရင်12.8ဖို့သို့မဟုတ်14.6ဖို့ရှိလိမ့်မယ်ဒါအပေါင်းတော့ဒီမှာပဲကျွန်တော်တို့ကဘက်ထရီအသုံးပြုမဲ့မော်တာတွေ inverter တွေမီးထွန်းတာတွေဒီနှစ်စမှာပဲလောက်မယ်ပေါ့နော်ဒီဘက်ထရီလေးလုံးပေါင်းကြီးတစ်ခုလုံးကိုကျွန်တော်တို့ဘက်ထရီတစ်လုံးအဖြစ်ရှုမြင်ရမှာပါဒါပေမဲ့ဒီတိုင်းသုံးလို့မရဘူး BNS ပါမယ်ဒီတိုင်းသုံးမယ်ဆိုရင်ကျွန်တော်တို့ဆဲတွေပြည့်စည်ရမျိုးဖြစ်မယ်အားသွင်းရင်လည်းအားသွင်းလွန်တာမျိုးတွေဖြစ်မယ်ကျွန်တော်တို့ပြဿနာအများကြီးရှိနိုင်တယ်ပေါ့နော် series ချိန်မှာဆိုတော့ကျွန်တော်တို့ပေါင်းအနှုတ်ပေါင်းနှုတ်အဲ့လိုမျိုးချိန်ရမယ်ပေါ့နော်ကျွန်တော်ကဒီဘက်ကအပေါင်း flex အနေနဲ့ထားလိုက်ပြီးတော့ကျတော့အနှုတ်အပေါင်းချိန်သွားမယ်ပေါ့နော်အနှုတ်ပေါင်းချိန်သွားမယ်ဆိုတော့ကျွန်တော်ဒီမှာကတ်မယ်ဒီတပြားနဲ့တပြားကတ်မယ်ပေါ့နော်ဒီကြားထဲမှာထည့်မယ် isolation paper ဒါမှမဟုတ် isolation လို့ခေါ်တဲ့ plastic တီးတန့်ထုတ်ထားတဲ့မီးလောင်မလွယ်တဲ့ပေါ့နော်ဒီအကာအကွယ်အပြားလေးတွေရှိပါတယ်မိတ်ဆွေတို့သုံးမယ်ဆိုရင်တော့အဲ့ဒါမျိုးသုံးပါကျွန်တော်ကတော့အဲ့ဒါမရှိလို့ပေါ့နော်မရှိလို့ကျွန်တော်အလွယ်ပဲလုပ်လိုက်တယ်မိတ်ဆွေတို့အနေနဲ့တော့အမျိုးလိုက်မလုပ်သင့်ဘူးတေချာဆဲတွေချားထဲမှာလေ solution တီးတန့်ထည့်ပြီးတော့ကြတော့သုံးသင့်တယ်ပေါ့နော်ကျွန်တော်လုပ်တယ်လို့မျိုးအလွယ်ကြီးလိုက်လုပ်တာတော့မကောင်းဘူးအနေရရှိရဲ့စနစ်ကြလောက်တာတော့ပိုကောင်းတယ်ကျွန်တော်ကတော့ဒါ GPS မှာထည့်သုံးမယ် isolation paper ဝယ်ဖို့လဲချိန်မရတော့လို့ကျွန်တော်မြန်လုပ်ပေးချင်လို့ပေါ့နော်အဲ့တော့ဒီမှာအနှုတ်ပေါ့နော်ဒီမှာအနှုတ်ဒီဘက်ကဒီမှာ black လေးရေးထားတယ် black လေးရေးထားတယ်အပေါင်းပေါ့နော်အဲ့တော့ကြတော့ဒီဘက်ကအနှုတ်နဲ့ဒီဘက်ကအပေါင်းနဲ့ချိန်မယ်ဆိုတော့ကျွန်တော်ဒီလိုမျိုးချိန်လိုက်မယ်ဒါမျိုးကို၄လုံးလောက်သွားမှာဖြစ်ပါတယ်ဒီကအနှုတ်နဲ့ဒီကအပေါင်းနဲ့ချိန်မယ်ဒီကအနှုတ်နဲ့ဒီကအပေါင်းနဲ့ချိန်မယ်ဒီကအနှုတ်နဲ့
ဒီကအပေါင်းနဲ့ချိန်မယ်ပြီးတော့ကြတော့ဒီနှစ်ဖက်မှာသုံးလို့ရပြီပေါ့နော်ဒီဟာမှာချိန်ဖို့အတွက်ဒီလိုနီကယ်ပြားလေးတွေနဲ့ကျွန်တော်ဒီမှာ spot ရိုက်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ပြဿနာတစ်ခုဖြစ်သွားတယ်ကျွန်တော်ရဲ့ spot weather လာကမသုံးတာကြလို့ဘက်ထရီပြတ်သွားပြီထင်ပါတယ်ဒီလိုချွတ်လိုက်တာ ਨੇ ဘာမှလုပ်လို့မရတော့ဘူးအားလည်းမဝင်တော့ဘူးအဲ့ဒီအတွက်ကိုဒါသုံးလို့မရတော့ဘူးပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ခဲပဲဆိုရတော့မယ်အခြေအနေမျိုးရောက်သွားပြီအဲ့တော့ကျတော့ကျွန်တော်ဒီလိုဝါကြိုးလေးနဲ့လောက်ထားတယ်ဒါမျိုးလိုက်မလုပ်ပါနဲ့မကောင်းပါဘူးခုဆိုရင်ရပြီတန်ကြီးတွေတို့အညှိတွေတို့တက်နေတဲ့နေရာလေးကိုကျွန်တော်ဒီလိုမျိုးဒါလေးနဲ့ချစ်ပြီးတော့ကျတော့ရသွားမှကျွန်တော်ဒီခဲဆွဲသေးလေးသုံးတယ်ပြီးတော့ကျတော့ဆော်လိုက်တယ်ပေါ့နော်ဒီခဲဆော်လိုက်တယ်အခုဆိုရင်တော့ရပြီကျွန်တော်ဘက်ထရီပတ်ရပြီဘက်ထရီပတ်ရပြီဆိုတော့ကျွန်တော်တိုင်းကြည့်မယ်ဘက်ထရီပတ်ကဘယ်လောက်ဖို့ရှိလဲပေါ့နော်ဒီဘက်ထရီပတ်ကဘက်ထရီဆက်တစ်လုံးချင်းစီမှာအားရှိတယ်ပေါ့နော်ကျွန်တော်အဲ့ဒါကြောင့်တိုင်းကြည့်မယ်ဒီနှစ်ဆကိုတိုင်းရမှာဖြစ်ပါတယ်73.35ဆိုတော့ကျွန်တော်တို့လိုချင်တယ်ဒီ12ပို့ဘက်ထရီပတ်တစ်ခုရပြီပေါ့နော်ဒါဆိုရင်ကျွန်တော်နောက်ထပ်ကတော့ BNS တက်စင်ဒီအကြောင်းကိုပြောမယ်ဒီဟာဘက်ထရီလေးလုံးကျွန်တော်တို့ချိန်ပြီးသွားပြီပဲထားလိုက်တော့ BNS တက်စင်မယ်ဆိုရင် LiPo4 BNS ဒီမှာဆိုရင် -B ဆိုတဲ့သင်္ကေတရယ် -B ဆိုတဲ့သင်္ကေတရယ်နောက်ပြီးတော့ကျိုး၅ချောင်းပါတယ်ပေါ့နော်ဘာအရောင်ပဲဖြစ်ဖြစ်ကျိုးသေးသေးလေး၅ချောင်းပါတယ်ဟာလေးတစ်ခုရှိရယ်ပေါ့နော် BNS အမျိုးမျိုးရဲ့ပုံစံကိုတော့ကျွန်တော်ပြထားတယ်ဘယ်လိုပဲပုံစံကွဲပါစေကျိုး၅ချောင်းရှိမယ်ပြီး-B ရှိမယ်-B ရှိမယ်ပေါ့နော်ဒါတွေကိုဘယ်လိုချိတ်ဆက်ရမလဲဆိုတာအခုပြောပြသွားမယ်ပထမဦးဆုံးကျွန်တော် BNS တက်စင်တဲ့နေရာမှာအရေးကြီးဆုံးလို့ပြောထားတဲ့အတိုင်းပဲ BNS တက်စင်တဲ့နေရာမှာ negative ကျိုးကိုအရင်ချိတ်ရပါတယ်အဲ့ဒါကြောင့်မှ safe ဖြစ်တယ်လို့ခေါ်တယ်မဟုတ်ဘူးဆိုရင်မီးပွားထွက်တာတို့ BNS ပျက်စီးတာတို့ဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော် negative ကျိုးကိုစတက်မယ်ဘက်ထရီရဲ့အနှုတ်နဲ့ BNS ရဲ့ B- ဆိုတဲ့ဟာကိုအရင်ဆုံးချိတ်လိုက်မယ် B- ဆိုတာရှာပါနောက်ဒုတိယတက်ရမယ့်အရာကတော့ကျွန်တော်တို့ကျိုးသေးသေးလေးတွေဖြစ်ပါတယ်ကျိုးသေးသေးလေးတွေကမှကျွန်တော်တို့ B- ဆိုတာမျိုးရှာဒါမှမဟုတ်ရင်ကျိုးအမဲရောင်လေးကိုရှာနောက်ဆုံးကျိုးကိုရှာပေါ့နော်အဲ့ဒါကဘာနဲ့ပဲတွဲတက်လို့ရအောင်ဆိုတော့ဒီဘက်ထရီရဲ့ negative အနှုတ်ကိုတွဲတက်လို့ရတယ်အဲ့လိုတက်လိုက်မယ်ပြီးတော့ကျတော့ B1 ဆိုတာကိုရှာမယ်ပေါ့နော်ဘက်ထရီ1ဒီနေရာမှာတော့ကျွန်တော်တို့ကနောက်ကနေစရည်တွက်ရပါတယ်ဘက်ထရီကိုပေါ့နော်ဘာလို့တော့ဆိုတော့ကျတော့ဒီ negative အနှုတ်ကိုဘုံထားပြီးတော့ကျွန်တော်တို့ကတွေးမှဖြစ်တဲ့အတွက်မီတာထောက်တယ်ဆိုရင်လည်းဒီရဲ့အနှုတ်ကိုထောက်ပြီးတော့ဒီမှာတစ်ချက်ထောက်တယ်ဆိုရင်ဘယ်လောက်ပို့ဒီတစ်လုံးရဲ့ဘယ်လောက်ပို့ရတယ်ဆိုတာတွေးလိုက်မှာပေါ့နော်အဲ့တော့ကျတော့ဒီကောင်က B1 ဖြစ်ပါတယ်ဒီတစ်လုံးက B1 ဖြစ်ပါတယ်အဲ့ဒီဟာကို B1 ဆိုတဲ့ကျိုးတစားအနှုတ်ရဲ့ရှေ့ကကျိုးလေးတစားကို B1 မှာသွားချေရမယ်နောက်တစ်ခုကတော့ B2 ပါ B2 ဆိုရင်ဒီမှာပဲမီတာကိုထောက်ထားပြီးတော့ကျွန်တော်တို့ကဒါ B1 ဆိုရင်နောက်ထပ်နှလုံးပေါင်းကိုဒီဆဲနှလုံးပေါင်းကို B2 လို့ခေါ်တာပါဒီဘက်ကအပေါင်း positive ကိုထောက်ကြည့်မယ်ဆိုရင်ဒီဆဲနှလုံးပေါင်းရဲ့ဘို့ကိုရမှာပါအဲ့တော့ဒါကို B2 လို့ခေါ်တယ်ဒီ B2 ကိုသွားချေရမယ်ဒီဘက်ကB2 ပေါ့နော်နောက်ထပ် positive က B3 ပါဒီကနေပြီးတော့ positive တန်အောင်ထောက်မယ်ဒီမှာနောက်ဆုံးမှာ negative တန်အောင်ထောက်ရင်ဒီ၃လုံးပေါင်းရဲ့ဘိုးတွေကိုရမှာပါကျွန်တော်တို့ကဒါဆိုရင်၃လုံးတစ်လုံးလို့မြင်လို့ရပြီပေါ့နော်အဲ့ဒါဆိုရင်အဲ့ဒါ B3 ပါအဲ့ဒီမှာ B3 ဆိုတဲ့ BNS ကကြိုးတက်မယ် B4 ကတော့ဒီ၄လုံးပေါင်းလုံးရဲ့ဘက်ထရီ၄လုံးပေါင်းလုံးရဲ့ကြိုးလို့ပြောလို့ရပြီပေါ့နော်ဒီ positive မှာပါအဲ့ဒီမှာကျွန်တော်တို့က B4 ကိုတက်လိုက်အဲ့ဒါဆိုရင် BNS တက်ဆင်မှုပြီးပြီသုံးတာကြတော့ဘယ်လိုသုံးမလဲဆိုတော့အနှုတ်ကိုဒီ negative ကနေပြီးတော့မသုံးရပါဘူးBNS ရဲ့ P- ဆိုတဲ့ဘက်ကနေသုံးရမယ်အပေါင်းကိုတော့ဒီဘက်ထရီရဲ့အပေါင်းနဲ့ပဲသုံးလို့ရတယ်ဒီကနေပြီးတော့ charging သွင်းတာကျွန်တော်တို့ inverter နဲ့ချိတ်တာ
မီးထွန်းတာအကုန်လုံးကိုဒီနှစ်ကြိုးမှာလုပ်လို့ရပြီဖြစ်ပါတယ်ဒါကတော့ BNS တက်စင်ကြီးနောက်မှာကျွန်တော်လက်တွေ့တက်စင်ပြထားတာရှိပါတယ်ကျွန်တော်တို့ BNS ဒီမှာတက်လိုက်ပြီပေါ့နော်ကော်ပြားလေးတွေပြခံပြီးတော့ကျွန်တော်တပည့်တိတ်နဲ့ကတ်တယ်ကျွန်တော် BNS တက်တဲ့နေရာမှာကျွန်တော်တို့ကဒီ minus ကစတက်ရမယ်ပေါ့နော်ဒီနောက်ကနေစတက်မယ် minus battery B1 ဆိုပြီးတော့စတက်ရပါမယ်ဒီလိုမျိုးပေါ့နော်ဒီက minus ကိုချိန်ဒီမှာချိန်ဆိုရဟာမျိုးအရင်ဆုံးတော့ကျွန်တော်တို့ဒီ BNS ကbattery B- ကိုအရင်ဆုံးတက်ရမယ်ပေါ့နော်အဲ့ဒါကိုအရင်ဆုံးတက်မယ်ကျွန်တော်တို့အဲ့ဒါကိုတက်တဲ့နေရာမှာကျွန်တော်တို့ DC ကြိုးသုံးရင်တော့အကောင်းဆုံးပဲဗျ DC ကြိုးသုံးရမယ်ကျွန်တော်တို့ BNS ဒီ minus ကိုအရင်ဆုံးကြိုးတက်တယ်ပေါ့နော်ဒီမှာနောက်ပြီးကြတော့ဒီ battery ရဲ့ minusနော်ဒီ battery ရဲ့ minus တက်မယ်ရပြီအဲ့ဒါဆိုရင်ဒီနောက်ကနေပြီးတော့စပြီးတော့ကျွန်တော်တို့ကထပ်တက်မှာပေါ့နော်ဒီ minus ပြီးရင် B1 ပေါ့နော် battery B1 B1 က 3.3 volt ဖြစ်ရမှာပါမ3.3 volt ပေါ့နော်ဒီကောင်က battery B1 နောက်ထပ် B2 ဆိုရင်ဒီကောင်ပေါ့နော်ဒီကောင်ဆိုရင် 6.6 volt ဒီကောင်က B2 B3 ဆိုရင်ဒီကနေပြီးတော့ဒီဘက်ကအပေါင်းဖြစ်သွားပြီပေါ့နော်ဒီအနောက်ကနေစရေးရမှာနောက်ပြီးကြတော့ဒါနောက်ဆုံးplus က73 volt ဖြစ်တယ်ပေါ့နော်ဒီအဲ့ဒါဆို battery B1 ကဒီမှာဒီချားတယ် 3.3 volt ကိုကျွန်တော်ချိန်ရမယ်ရပြီဒါဆိုရင် BNS တက်ပြီးသွားပြီ BNS တက်ပြီးရုံနဲ့မပြီးသေးဘူးဒီ balancer တက်ပေးဖို့လိုသေးတယ်ဆိုတော့ lithium ရောလိုက်ဖို့ဖိုးမှာပါ balancer ပါတာအကောင်းဆုံးပဲဒါပေမဲ့ကျွန်တော်တို့ကဒီလောက်ကြီးတာကြီးမတုံးတော့ကြတော့ကျွန်တော်တို့ balancer အသိမတုံးတာများတယ်ပေါ့နော်အဲ့တော့ကြတော့ဒီကောင် plus ကဒီကပဲ plus ယူသုံးမယ် minus က BNS ကယူသုံးမယ်ဒီမှာ 73.35 ဖို့ balancer ကဘယ်လိုတက်မလဲဆိုတဲ့ဟာမျိုးကိုလေဒီမှာရေးထားတယ်သူကကြတော့ဒီကောင်ကသေးကြတယ် battery ရဲ့ minus ပေါ့နော် B minus battery အနှုတ်လို့ပြောတယ်ဟုတ်ကြ B1 ဒီနောက်ဆုံးကနေပြီးတော့ပဲတက်ရမှာပြန်ပြီးတော့ B2 B3 B4 ဆိုပြီးတို့လည်းကျွန်တော်တို့ BNS တက်တဲ့နေရာမှာပဲလိုက်တက်လို့ရတယ် battery B- ရပြီဒါဆိုရင်ကျွန်တော်တို့ဒီ battery pack လေးရသွားပြီ B- ဆိုတဲ့ဟာကနေပြီးတော့ကျွန်တော် minus ပင်ထွက်မယ် plus ကနေပြီးတော့တပင်ထွက်မယ်ဒါဆိုရင် battery pack ကိုသုံးလို့ရပါပြီ